ချိန်ရှိတယ်လူတိုင်းချိန်ရှိတယ်လောက်ကိုပိုင်မရှိဘူးပတ်စံကိုပိုင်မရှိဟုတ်လားမဟုတ်လားဘာဖြစ်လဲဆိုကြောင်းတက်နေတဲ့ချိန်ကြီးရတယ်ပတ်စံမရှိရင်ဖွေဖွေဒီမှာချော့ချူချောင်းတောင်းတာမဟုတ်လားမချော့လို့ပြောတော်ရင်တော့ရညာတယ်ပေါ့ချော့တော့နှွဲ့အများကြီးတော့မူရမရအများကြီးတော့ပတ်စံရညာတယ်ပေါ့နော်အဲ့ဒီခါကျတော့တက်20ကျော်လာပြီဆိုရင်တော့ကြောင်းပြီးမလောက်ရောက်လဲလုံးတော့မဟုတ်လားလုံးတော့မယ်ယောက်ျားရလာမယ်မိန်းမရလာမယ်ကြီးစားဖြစ်လာမယ်အဲ့ဒီဟာမိန်းမရယောက်ျားရပြီဆိုရင်တော့ယုံနာမှာမဟုတ်လားကြားလို့မျိုးပဲตาတွေ့နေအော်အဲ့လိုမျိုးဖြစ်တယ်တော့ခေါ်ချိန်မရှိတော့ဘူးလေ20နဲ့30မှာတော့ခေါ်ကြည့်ချိန်မရှိတော့ဘူးဘာဖြစ်လဲဟုတ်တယ်လေသူတို့လုံးနေတာလေအဲ့တော့အဲ့ချိန်မရှိတော့ဘူး20ကနေ30 30ကနေ40ဆိုရင်ကျွန်တော်တို့ဒါဒီလာမဲ့6ပါအားလုံးဘူးမလို့အဲ့ဒီဟာကို40ချိန်နဲ့မရှိတော့ဘူးပတ်စံလာတိုင်းတာစုမိတာစာအိစီဂျိုလေးရတယ်ဘာဖြစ်လဲချိန်တော့ခါမတော်ထမင်းစားလေအဲ့ဒီခါကျတော့ပတ်စံတိုင်းတာစုမိတာပဲလိုက်ပဲလိုက်နော်အဲ့ဒီဟာတော့သွေးတိုးစီဂျိုနော်အဲ့ဒါခုလည်းဘာဖြစ်လဲဆိုပတ်စံရအောင်တာသမီတွေ့ဒီတာလူတွေ့မဟုတ်လားဒါတဘာဝနော်အဲ့ဒီခါကျတော့ချိန်တော့မရှိတော့ဘူးလောက်တော့ညာရှိတယ်ကိုပိုင်လောက်ပြီးလာမယ်ပတ်စံလည်းတိုင်းတာတော့စုမိတာဒီနေရာမှာပတ်စံစုမိမရှိဘူးလောက်ပိုင်ကြည့်ချိန်ရှိတယ်တခါကြီးအားတယ်ဒီနေရာရောက်ပြီးချိန်မရှိတော့ဘူးအဲကြောင့်ကျွန်တော်တို့ဒီနေရာမှာတော့ခေါ်တာချိန်မရှိတိုင်ရှိသူပြောတယ်မှန်တယ်နော်အဲ့ဒီခါကျတော့40ပြီးဆိုရင်တော့ဒါက60ငါ40ပြီး50 60အဲ့ဒီကြားထဲမှာဒီပိုကြီးဖြစ်တယ်ပဲကျွန်တော်မဖြစ်သေးဘူးနော်အဲ့ဒီ60ဆိုရင်သူကပါလဲဆိုရဝန်သားဆိုရင်တော့ပင်စင်လောက်ခိုင်းရပင်စင်စားခိုင်းဟောတာကိုဖြစ်ဆိုပူစာမလောက်ဟုတ်တော့အဲ့ဒါတော့သူလည်းမပြေတော့ဘူးကွာအဲ့ဒီပင်စင်တွေကိုယူလဲမယူတော့ဟုတ်လားမဟုတ်လားအဲ့ဒီ60ပြီးဆိုရင်တော့ဒါကနားခိုင်းရတော့ကျွန်တော်တို့ဒီနေရာမှာမဆုထားမရှိဘူးဆိုရင်ဒီနေ့ဒီနေရာကိုကျွန်တော်တို့တိုင်းဘယ်လိုမှမလုပ်ဟုတ်တော့ရောက်မှာပဲအဲ့ဒီရောက်တဲ့ခါကျရင်ကျွန်တော်တို့ဆုဆောင်းတာမရှိဘူးကျွန်တော်တို့60တိတ်တိုင်းမသေးဘူးနော်ဆုတောင်းလုံးပဲနော်ကျွန်တော်တခုတော့မင်းကကျွန်တော်တို့လူဘဝဖြစ်နေခိုင်မာအပြီးဆုံးခိုင်မာရေးဆုံးလာပါပြီကျွန်တော်တို့ဘဝလူဘဝဖြစ်တိုင်းခိုင်မာအနည်းဆုံးလာပါတယ်ခိုင်မာဆုံးကတေးရမှာဆင်းရဲလည်းတေးရမှာချမ်းသာလည်းတေးရမှာဟုတ်လားမဟုတ်လားအဲ့ဒီတေးရမှာဆိုတာဒါတော့အဲ့ဒါခိုင်မာတာဆင်းရဲတာမခိုင်မာဘူးဟိုကလေချမ်းသာလည်းမခိုင်မာဘူးเนาะတေးရမှာတော့ခိုင်မာဆုံးပဲဘယ်တော့ပဲချမ်းသာချမ်းတေးရမှာပဲဟုတ်တော့အဲ့ဒီ60ပြီးပြီဆိုရင်ကျွန်တော်ကြောက်လို့ပေါ့နော်အဲ့ဒီဟာကျွန်တော်ကဒါမျှလို့ပြေးနေတယ်60ပြီးလို့ရှိရင်ကိုယ်မှာလည်းအဲ့ဒီချိန်မှာလွတ်လေလွိလို့ပြောနေခဲ့တယ်နော်ပေါ့တထနော်အဲ့ဒီ60ပြီးဆိုရင်တော့တာသမီးရဲ့သူ့အိမ်တော်နဲ့သူကြားတယ်ခလေးသူ့ခလေးနဲ့ဟောကိုကတော့စားဖို့နေရာလည်းမရှိစုထောက်လည်းမရှိဆိုရင်တော့မတော်နဲ့အောင်